အမျိုးသားတယောက်ကအာမခံကြေးကိုလိမ်လည်ပြီးလို့ချင်တာကြောင့်အလုပ်လုပ်နေရင်သူ့ကိုယ်သူတမင်တကာတက်လိုက်အောင်လုပ်ခဲ့ပါတယ်။သူတတိယလာတဲ့ခါမှာတော့ဆေးရုံပေါ်ကိုရောက်နေခဲ့ပြီးအာမခံကြေးရတော့မယ်ဆိုပြီးထိုင်ဆောင်နေခဲ့တာပါ။ဒါပေမဲ့ဆရာဝန်ပြောလိုက်တာကတော့ခင်ဗျားမှာ HIV ပိုးတွေ့တယ်အဲ့ဒီပိုးကနေပြီးတော့ AIDS ဖြစ်လာတာပါတဲ့။ယုံကတော့ဒီစကားကိုကြားတာနဲ့ရဲကျင်သွားခဲ့တယ်ဘာလို့လဲဆိုတော့ခေတ်ကာလအယူဆအရလိန်တူချစ်သူတွေပဲ AIDS ရောဂါဖြစ်တယ်လို့ထင်မှတ်ထားကြလို့ပါ။ယုံကဒေါသထွက်ပြီးဆရာဝန်ကိုဆဲဆိုခြင်းမောင်းပါတော့တယ်။အဲ့ဒီခါဆရာဝန်ကခင်ဗျားရဲ့ဆဲအရေးအတွက်ကကိုအထိကျက်နေပြီးကျန်းမာတဲ့လူတစ်ယောက်မှာ900ကနေ1500ကြားရှိရမှာလို့ပြောလိုက်ပါတယ်။ဒါကိုကြည့်ရင်ယုံသက်ရှင်နေတာကတော့အန်တစရာကောင်းနေပြီလို့ပြောလို့ရပါတယ်။ဆရာဝန်ကသူ့သက်ရှင်ဖို့ရက်30ပဲလို့တော့ရလို့ပြောလိုက်တဲ့ခါမှာတော့ယုံကဆေးရုံကဂေးတယောက်ရဲ့သွေးနဲ့သူ့သွေးကိုမှားစစ်မိတာဖြစ်မယ်လို့ပဲတွေးလိုက်ပါတယ်။ဒါနဲ့သူကဆေးစစ်ချက်ဖြေလွှာကိုလွင့်ပစ်ပြီးထွက်လာခဲ့လိုက်တဲ့အိမ်ပြန်ရောက်တဲ့ခါမှာလဲယုံကအပျော်ပါးတွေမှတ်ပြီးတောက်စားမြဲတောက်စားနေခဲ့တယ်လို့သူငယ်ချင်းတွေကိုတောင်ဒီနေ့အကြောင်းကိုဟာတလုတ်ပြောပြနေပါသေးတယ်။ဒါပေမဲ့သူငယ်ချင်းတယောက်ကတကယ်လို့ဆေးရုံကမမားဘူးဆိုရင်ကောလို့ရုတ်တရက်မေးလိုက်ပါတယ်။သူငယ်ချင်းရဲ့စကားကြောင့်ယုံရဲ့ရင်ထဲမှာထိတ်လန့်သွားခဲ့ရပါတယ်။နောက်တနေ့မနက်စောစောမှာပဲသူဟာ AIDS မဖြစ်ဘူးဆိုတာသက်သေပြဖို့စာကြည့်တိုက်မှာစာရက်စာတမ်းတွေတွားရှာဖွေခဲ့တယ်။ဒါပေမဲ့ရှာတွေ့လိုက်တဲ့အဖြေကသူ့ကိုလုံးဝလက်မှန်ကျသွားစေခဲ့ပါတယ်။အချက်လက်တွေအရဒီယောဂါကလိန်တူချင်းဆက်ဆံမှကူးစက်တာမဟုတ်ပဲမူးယစ်ဆေးထိုးသွင်းတာနဲ့အပျော်ပါးလိုက်စားလုံးတာတွေကြောင့်လည်းကူးစက်နိုင်တယ်ဆိုတာဖော်ပြထားလို့ပါပဲ။လွန်ခဲ့တဲ့ရက်ပိုင်းကသူတွဲခဲ့တဲ့ကောင်မလေးတယောက်ရဲ့လက်မောင်းမှာဆေးထိုးအပ်ရာတွေမရဘွားဖြစ်နေတာကိုသူပြန်သတိရသွားပါတယ်။အဲ့ဒီအချိန်ကျမှသူတကယ်က AIDS ယောဂါဖြစ်နေပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။တောက်ကျိုးနေကွာအမေရိကန်မှာ AIDS ကိုကုသနိုင်တဲ့ဆေးဆိုလို့ AZT ဆိုတဲ့ဆေးတစ်မျိုးပဲရှိတယ်လို့ယုံသိလိုက်ရတယ်သူလည်းဆရာဝန်ကို AZT ဆေးပေးဖို့ပြောဖို့အတွက်ဆေးရုံကိုအမြန်သွားခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ကဒီဆေးကစမ်းသပ်အဆင့်ပဲရှိသေးတာမို့လို့ဆေးရုံကရွေးချယ်ထားတဲ့စမ်းသပ်လူနာတွေပဲသုံးခွင့်ရှိတယ်လို့ပြောပါတယ်။တစ်နှစ်လောက်ကြာအောင်လူနာတစုကဆေးစစ်ကိုတောက်ရမှာဖြစ်ပြီးကျန်တစုကတော့ဂျုံမှုလုံးတွေကိုပဲတောက်ရမှာပါ။တေခါနီးလူနာတွေကိုဂျုံလုံးကျွေးနေတာလားလို့မေးတော့ဆရာဝန်ကဒါကဆေးရနီတင်ရှိမရှိသိနိုင်တဲ့တခုတည်းသောနေလမ်းပဲလို့ဆိုပါတယ်။ယုံကဒီစကားကြားတော့စာရက်တရွက်ထပ်ထုတ်လိုက်တယ်။အဲ့ဒီအပေါ်မှာနိုင်ငံခြားကထုတ်တဲ့တခြားဆေးဝါးစရင်းတွေရေးထားတာပါ။ဒါပေမဲ့ဆရာဝန်ကဒီဆေးတွေဟာဆေးဝါးကွပ်ကဲရေးဌာနကခွင့်ပြုချက်မရထားတဲ့တရားမဝင်ဆေးတွေဖြစ်တယ်။ထိရောက်မှုရှိရင်တောင်မှဝယ်စရာနေရာမရှိဘူးလို့ပြောလိုက်ပါတယ်။ဆရာဝန်ကသူ့ကိုစိတ်ခံစားချက်တွေဖွင့်ဟတိုင်ပင်လို့ရတဲ့အဖွဲ့တွေစီသွားဖို့အကြံပေးတော့ယုံကငါသေးတော့မယ်မင်းကငါ့ကိုအချောက်တွေစီသွားပြီးဖက်ခိုင်းနေတာလားလို့ပြန်ပြောလိုက်ပါတယ်။စိတ်ညစ်ညစ်နဲ့ယုံကဘာမှအရက်သွားတော့ချင်ပေမဲ့သူ AIDS ဖြစ်နေတဲ့သတင်းကပြန့်နှံ့နေပြီးသားဖြစ်နေပါပြီ။သူထိုင်လိုက်တာနဲ့တစ်ဖက်ဝိုင်းကလူကသူ့ကိုဂေးလို့လန့်ခေါ်ပြီးကြံတဲ့လူတွေကလည်းဝိုင်းရကြပါတယ်။စိတ်တက်ကြနေတဲ့ယုံကအဲ့ဒီလူကိုအကြီးအကျယ်ထိုးကြိတ်ပါတော့တယ်။လူတွေကဝိုင်းဆွဲဖို့နေနေသာသာရှောင်ဖယ်သွားကြတယ်။ဘာလို့လဲဆိုတော့ယုံကဂေးဖြစ်ယုံသားမကသူ့မှာ AIDS ပိုးရှိနေတာကြောင့်ဂေးတယောက်ရဲ့သွေးကိုမထိချင်ကြလို့ပါ။လူတိုင်းကိုဆဲဆိုပြီးယွန်တယောက်စိတ်ပြက်လက်ပြက်နဲ့ဘားကနေထွက်ခွာလာခဲ့တယ်။တခြားနဲ့လည်းမရှိတော့တဲ့ယွန်ဟာကန်ဆန်းတဲ့အနေနဲ့လူနာချင်းကူညီရဲ့အဖွဲ့စီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလိန်တူချစ်သူလူနာတယောက်ကသူ့ကိုလှိုက်လိုက်လဲလဲနှုတ်ဆက်ပါတယ်။ဒါပထမဆုံးအချိန်မလားလို့မေးတော့ယွန်ကဖယ်ဆန်းကွာတင်ကာဘဲ့ရမင်းရဲ့ဒီဆဲတွေကိုမင်းဖင်နဲ့ပဲထည့်ထားလိုက်လို့ရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောလိုက်ပါတယ်။သူမုန်းတီးတဲ့ဂေးကိုမောင်းထုတ်ပြီးကြော်ညာစာရက်တချို့ယူကာကမန်းကရန်ထွက်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါယွန်ဟာတေရမှာကိုပထမဆုံးအချိန်ဖြစ်ကြောက်လန့်လာခဲ့ပြီးဖျားဝတ်မပြုတ်ဘူးတဲ့သူဟာဖျားသခင်စီမှာဆူတောင်းပါတော့တယ်။အချိန်နည်းနဲ့လောက်ထက်ရကျင်တဲ့တယောက်တော့နားထောင်နေမယ်လို့ထင်ပါတယ်။အခွင့်အရေးတစ်ချိန်လောက်တော့ပေးပါနိမိတ်တစ်ခုခုလောက်ပြပါလို့တောင်းဆိုခဲ့ပါတယ်။ဖျားသခင်ကသူ့ရဲ့တောင်းဆိုကိုတကယ်ပဲကြားသွားခဲ့ရလားမသိပါဘူး။နောက်တစ်နေ့မှာပဲဆေးရုံကအမိုက်ပစ်တဲ့ဝန်ထမ်းတယောက်နဲ့ခင်မင်သွားပြီးငွေပေးလက်ထိုးနိုင်ခဲ့ပါတယ်။အဲ့ဒီဝန်ထမ်းကအမိုက်လာပစ်တိုင်းသူ့ကိုဆေးတပူးပစ်ပေးလေးရှိပါတယ်။ဆေးဝါးအထောက်ပံ့ရနေပေမဲ့ယုံကအလုပ်ပြုတ်သွားခဲ့ပါတယ်။အရင်တုန်းကသူငယ်ချင်းတွေကလည်းသူ့ကိုဖယ်ကျင်လာကြပါတယ်။အဲ့ဒီတော့မှယုံလဲဒီလိုတောက်ဖို့တောက်ဖက်သူငယ်ချင်းတွေရဲ့တရုတ်မှန်ကိုသိမြင်လာခဲ့ရပါတယ်။ယုံကဆေးကိုဆွဲဆွဲမြဲမြဲတုံးနေပေမဲ့သူ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပိုဆိုးလာတာကိုသတိထားမိလာပါတယ်။ဒီနေ့မှာတော့ပုံမှန်လိုပဲဆေးလာယူပေမဲ့ဝန်ထမ်းကသူ့ကိုဆေးမပေးတော့ပါဘူး။ဆေးမရှိတော့ဘူးသူတို့တွေတောက်ခတ်သိမ်းဆေးလိုက်ကြပြီလို့ပြောတယ်ယုံကပိုက်ဆံပေးမယ်လို့ပေမဲ့ဝန်ထမ်းကယွန်လက်ထဲကပိုက်ဆံကိုဆွဲယူလိုက်ပြီးလိပ်စာတစ်ခုရေးပေးလိုက်ပါတယ်။ပြီးတော့မက္ကစီကိုနိုင်ငံကဆရာဝန်တယောက်စီတွားရှာခိုင်းလိုက်ပါတယ်။အဲ့ဒီမှာ AIDS ကိုကုနိုင်တဲ့ဆေးရှိကောင်းရှိလိမ့်မယ်လို့ပြောပါတယ်။အလိန်ခံလိုက်ရတယ်လို့ခန်းစားရတဲ့ယုံကဝန်ထမ်းကိုပညာပေးခြင်းပေမဲ့ဝန်ထမ်းကအလွယ်တကူပဲရှောင်တိန်သွားနိုင်ခဲ့ပါတယ်။ယုံရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းပိုပြီးအားနည်းလာခဲ့ပါပြီ။ပြန်တတိယလာတဲ့အချိန်မှာတော့သူဆေးရုံကိုရောက်နေပါပြီ။ဒေါက်တာအန်နာကယုံရဲ့သွေးရဲမှာ AZT ပါဝင်မှုတွေ့ရတယ်ဘယ်ကရတာလဲလို့မေးပေမဲ့ယုံကဝန်ထမ်းကိုရောက်မစားခဲ့ပါဘူး။ဆရာဝန်ထွက်သွားပြီးတဲ့နောက်ဘေးကူတင်ကလူနာကသူ့ကိုလာနှုတ်ဆက်ပါတယ်။ဒါပေမဲ့လူနာရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါယုံကခင်များပါကောင်းပဲဖြစ်ဖြစ်ဒီကနေထွက်သွားစမ်းမျက်နာကိုကမထက်ခင်ပေါ်လို့ရိုင်းရိုင်းဆိုင်ဆိုင်တုတ်ပြန်လိုက်ပါတယ်။ဒါပေမဲ့သူဆဲလို့မှမပြီးသေးခင်သူ့ခြေထောက်ကျက်တက်လာခဲ့ပါတယ်။အတွေ့အကြုံရှိတဲ့ရေယုံကမြင်နာနဲ့ချက်ချင်းပဲအနာသက်သာအောင်နှိမ့်နေပေးပါတယ်။စိတ်ရော့ထားအသက်ရှူအဲ့ဒီနားလေးပဲဟုတ်ပြီးရပြီမလားဆိုပြီးပြုစုပေးခဲ့ပါတယ်။ရေယုံရဲ့နှိမ့်နေပေးမှုကတကယ်ပဲထိရောက်ပြီးယုံတော်လေးသက်သာသွားခဲ့ပါတယ်။ရေယုံကသူ့ကိုရေငှက်တိုက်ပြီး AIDS လူနာတွေကရေတက်မကြခဏဖြည့်ပေးရမယ်ဒါမှကြက်မတက်မှာလို့ပြောပြပါတယ်။ယုံလဲသူ့အပေါ်တဖြည်းဖြည်းတန်တရားရော့ပါလာပြီးရေယုံကိုဘာလို့ဒီရောက်နေတာလဲလို့မေးလိုက်ပါတယ်။
ရေယုံကဆေးရုံကရွေးချယ်ထားတဲ့ AZT စမ်းသပ်လူနာဖြစ်နေတာပါ။ယုံကဒါကိုကြားတာနဲ့ငွေများကြီးပေးပြီးရေယုံစီကစိတ်နဲ့ခွဲပေးဖို့ပြောရတော့တယ်။ဒါပေမဲ့ရေယုံကသူ့ဆေးတစ်ဝက်ကိုသူ့ရေးစားကိုပေးထားရလို့ထပ်ပေးရင်သူ့အတွက်မလောက်တော့ဘူးလို့ပြောပါတယ်။ဒီမှာဆေးမရနိုင်မှန်းသိလိုက်တဲ့ယုံဟာဆရာဝန်မသိအောင်ဆေးရုံကနေခိုးထွက်လာခဲ့ပါတယ်။ယုံအိမ်ပြန်ရောက်တဲ့အခါအိမ်နံရံမှာဂေးလို့အနီရောင်ဆေးတုပ်ရေးသားခံထားရပြီးအိမ်တကားကိုလည်းအိမ်ရှင်ကတော့ခတ်ပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။ယုံကဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်။ငါဒီမှာနေတော့မဲကွာကြားလာငါဒီမှာနေုံမဲလို့အော်ပေမဲ့ဘာတန်မှပြန်မကြားရပါဘူး။သူကားနောက်ဖုံးကတင်းနက်ကိုထုတ်ပြီးတကားတော့ကိုပြစ်ဖွင့်လိုက်ပါတယ်။ဒေါ်သေးတာကအိမ်ထဲကပစ္စည်းတွေမပြောက်ပြက်သေးပါဘူး။သူစုဆောင်းထားတဲ့ငွေတွေနဲ့စီစင်းနှန်းချီကားတစ်ချက်ကိုရှာဖွေပြီးငငယ်ကလေးကနေလာတဲ့ဒီနေရာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူဘသွားရမှန်းမသိပါဘူး။ညကနေမိုးလင်းတဲ့အထိကားမောင်းလာပြီးလမ်းဘေးမှာကားရက်လိုက်ပါတယ်ပြီးတော့ဘေးနားကတင်းနက်ကိုကောက်ကင်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဆရာဝန်ကသူရက်30ပဲနေရတော့မယ်လို့ပြောထားပြီးဒီနေ့က29ရက်မြောက်နေ့ဖြစ်နေလို့ပါ။ယုံကတခြားသူတွေကသူ့ကိုဂေးယောဂါနဲ့တည်ရဲလို့ပြောစမပြုမှထက်သူ့တိမ်နဲ့ပြောင်းသွားမှာပဲအသေးခံလိုက်ချင်ပါတယ်။ဒါပေမဲ့တေးရမှာကြောက်တဲ့စိတ်ကြောင့်သူခလုတ်မဆွဲနိုင်ခဲ့ပါဘူး။ဒါကြောင့်ယုံဟာနောက်ဆုံးလက်ကျန်မျောလင်းချက်လေးကိုစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆေးရုံဝန်ထမ်းပေးလိုက်တဲ့လိပ်စာအတိုင်းမက္ကစီကိုကဘတ်လို့ခေါ်တဲ့ဆရာဝန်စီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ချင်းမြောင်းတဲ့စင်ကြံလမ်းမှာလူနာတွေပြည့်ကျက်နေတာကိုတွေ့လိုက်ရပါတယ်။ဒေါက်တာဘတ်ကသူ့ရဲ့အားနည်းနေတဲ့ပုံစံကိုမြင်တာနဲ့အမြန်လက်အိတ်ခိုင်းလိုက်ပါတယ်။ယုံကဆရာဝန်စီကနေ AZT ဆေးတချို့တောင်းချင်ပေမဲ့ဆရာဝန်က AZT ဟာ AIDS ကုသဖို့အကောင်းဆုံးဆေးမဟုတ်ဘူးဘာလို့လဲဆိုတော့အစိတ်သိမ့်မှုအရန်ပြင်းထန်ပြီးကင်ဆာဆဲတွေကိုတက်တဲ့အချိန်မှာလူခန္ဓာကိုယ်ကပုံမှန်ဆဲတွေကိုပါတက်ပြက်လို့ပဲအထူးသဖြင့် AZT ကိုအရက်တော့မဟုတ်မူရစ်ဆေးနဲ့တွဲသုံးရင်ကိုယ်ခံအားစနစ်ပျက်စီးမှုကိုပိုဆိုးစေတယ်လို့ပြောပြပါတယ်။ဒါကြောင့်မို့လို့ယုံရဲ့ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေစက်တိုက်ကျဆင်းလာခဲ့ရပါ။ဒေါက်တာဘတ်ကသူ့ရဲ့ကိုယ်ခံအားစနစ်ပြန်ကောင်းလာဖို့ဗီတာမင်ဆေးတစ်ခုအရင်ပေးလိုက်ပါတယ်။ဆေးတောက်ပြီးတရက်လောက်ကြာတဲ့အခါယုံဟာအသက်ရှင်ယုံသားမကမျက်နှာအသွေးရောင်ပါအရင်ကထက်တိတိတာတာကောင်းမွန်လာခဲ့ပါတယ်။နောက်ပိုင်းမှာဆရာဝန်က DDC လို့ခေါ်တဲ့ဆေးတစ်ပူပေးပါတယ်။ဒီဆေးက AZT နဲ့ပါဝင်ပစ္စည်းစင်တူပေမဲ့ DDC ကအစိတ်သိမ့်မှုပိုနေပြီးကင်ဆာဆဲတွေကိုတက်တဲ့အခါကျန်းမာတဲ့ဆဲတွေကိုမထိခိုက်စေပါဘူး။ဒါပေမဲ့ဒီဆေးက FDA ခွင့်ပြုချက်မရှိသေးလို့အမေရိကန်မှာလုံးဝဝယ်လို့မရပါဘူး။ယုံကဒါဟာစီးပွားရေးအခွင့်အလမ်းကြီးတစ်ခုဖြစ်မှန်းရိပ်မိသွားပြီး DDC ဆေးတွေကိုမက္ကစီကိုကနေအမေရိကန်ကိုခိုးသွင်းက AIDS လူနာတွေကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဖုန်းကြီးအောင်ဆောင်ပြီးဖျက်ကျော်ဖို့စူးစမ်းပေမဲ့အရန်တုံလုံးနေတာကြောင့်အကောက်ခွန်ဖြတ်တဲ့အချိန်မှာဝန်ထမ်းတွေကမတင်ကာဖြစ်သွားကြပါတယ်။မကြခင်မှာပဲယုံရဲ့ကားနောက်ဖုန်းကဆေးလုံးတွေကိုရှာဖွေတွေ့ရှိသွားပါတယ်။ဒီမှာဆေးလုံး3000ကျော်တောင်ရှိတယ်ခင်ဗျားက3လစာပမာဏပဲတဲခွင့်ရှိတာလေလို့ပြောတော့ယုံကကျွန်တော်မှာကင်ဆာရှိတယ်။ဒီနေ့ကိုဆေး33လုံးတောက်ရတယ်ဒါကျွန်တော်ရဲ့3လစာပါလို့ဖြေရှင်းလိုက်ပါတယ်။အဲ့ဒီခေတ်ကအမေရိကန်ဥပဒေအရဆေးဝါးတင်သွင်းရင်လူတစ်ယောက်အတွက်ရက်60စပမာဏပဲအများဆုံးတည်ဆောင်ခွင့်ရှိတာကြောင့်ပါ။ဒီဆေးတွေကသူစားဖို့ပါဆိုပြီးအထက်ထက်အာမခံမှသာအကောက်ခွန်ကသူ့ကိုဝင်ခွင့်ပြုလိုက်ပါတယ်။အမေရိကန်ပြန်ရောက်တာနဲ့ယုံဟာဂေးတွေအများဆုံးစုဝေးရနေရာတွေကိုတွားပြီးသူ့ဆေးတွေကိုလိုက်လံရောင်းချပါတော့တယ်။ဒါပေမဲ့လူတွေကသူ့လက်ထဲကအာမခံချက်မရှိတဲ့ပစ္စည်းတွေကိုလုံးဝစိတ်မဝင်စားကြပါဘူး။ရက်စက်တိုက်လိုက်ရောင်းတာတောင်တပူးမှမရောင်းရပါဘူး။သူအကြံကုန်နေချိန်မှာပဲအရင်ကဆေးရုံတက်ဖို့ရေယုံနဲ့ပြန်တွေ့ပါတယ်။ရေယုံကသူဆေးရောင်းနေတာကိုသိပြီးယုံနဲ့ပူးပေါင်းချင်နေတာပါ။ယုံကပစ္စည်းသွင်းဖို့တာဝန်ယူပြီးရေယုံကရောင်းချဖို့တာဝန်ယူရမှာပါ။ယုံကရေယုံကိုယွန်ရှာနေမဲ့ရေယုံကတာဂေးတွေရဲ့ယုံကြည်မှုကိုရနိုင်မှာမို့လို့လက်တွဲဖို့သဘောတူလိုက်ပါတယ်။နှစ်ယောက်သားအချိတ်ဆက်မိမိပူးပေါင်းလိုက်တဲ့အခါဆေးတွေကခဏလေးနဲ့ရောင်းကုန်သွားပါတယ်။ဒီကာလအတွင်းထိတွေ့ဆက်ဆံရင်းနဲ့ယုံဟာရေယုံတို့လိုလူတွေကသူထင်ထားသလောက်မဆိုးရွားမှန်းသိလာရပါတယ်။သူ့ရဲ့သွေးရက်ဆက်တဲ့သူငယ်ချင်းတွေနဲ့ရှင်ရင်သူတို့ကပိုပြီးရိုးသားဖြူစင်ကြပါတယ်။ဒီနေ့မှာသူနဲ့ရေယုံစူပါမားကတ်မှာဈေးဝယ်နေတုန်းယုံရဲ့သူငယ်ချင်းဟောင်းနဲ့ဆုံမိရတယ်။ရေယုံကယဉ်ကျေးမှုအရာဝင်နှုတ်ဆက်ပေမဲ့သူငယ်ချင်းကတော့ယွန်ရှာတဲ့မျက်နှာထားနဲ့တုံ့ပြန်ပါတယ်။ဟယ်လိုသွားသေးလိုက်ကွာလို့ပြောလိုက်တာကြောင့်ယုံဒေါသထွက်သွားပါတယ်။ယုံကသူငယ်ချင်းရဲ့လက်ပင်ကိုညှစ်ပြီးရေယုံနဲ့လက်ဆွဲနှုတ်ဆက်ဖို့အတင်းကျပ်ခိုင်းစေပါတယ်။သူငယ်ချင်းကငင်ကုတ်ပြီးလက်ဆွဲနှုတ်ဆက်တော့မှယုံကလွတ်ပေးလိုက်ပါတယ်။မျက်စိရှိကမြင်ကွင်းကရေယုံရဲ့စိတ်ကိုထိခိုက်လှုပ်ရှားသွားစေခဲ့ပါတယ်။အရင်တုန်းကဂေးဆိုမုန်းတီးခဲ့တဲ့ယုံကဒီနေ့သူ့ကိုကာကွယ်ပေးလိုက်မယ်လို့ထင်မထားခဲ့လို့ပါ။ဒါပေမဲ့မကြခင်မှာပဲသူတို့ရဲ့ရောင်းဝယ်မှုကအစိုးရရဲ့အာရုံစိုက်ခြင်းကိုခံလာရပါတယ်။စေဝါကုကဲရေးဌာနကတရားမဝင်စေးရောင်းချမှုတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးနေကြောင်းသတင်းစာထဲမှာယုံဖတ်လိုက်ရပါတယ်။စစ်ဆေးမှုကိုရှောင်ရှားဖို့ယုံကမြေအောက်ခန်းတစ်ခုကိုချက်ချင်းငှားရမ်းပြီးDallas ဝယ်ယူသူများအသင်းကိုတည်ထောင်လိုက်ပါတယ်။လူနာတွေကတစ်လကိုအသင်းဝင်ကြေးဒေါ်လာ4ရပေးုံနဲ့ဒီကဆေးတွေကိုအခမဲ့သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ဒီနေ့အဖြစ်ဆေးနဲ့ငွေတိုက်ရိုက်လဲလှယ်တာမဟုတ်တော့တဲ့အတွက် FDA ကသူ့ကိုဘာမှလုပ်လို့မရတော့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်ကယုံဟာပိုက်ဆံကိုပဲမမောနေသေးလို့လူနာတယောက်ဒေါ်လာ2ရလိုနေတာတောင်ရက်ရက်ဆက်ဆက်မောင်းထုတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ AZT ဆေးကလည်း FDA ရဲ့စစ်ဆေးမှုကိုအောင်မြင်ပြီးတရားဝင်ဈေးကွက်တင်ရောင်းချလာပါတယ်။ဒါပေမဲ့ဈေးနှုန်းကတပူးကိုဒေါ်လာ1000တောင်ပေးရပြီးအဲ့ဒီခေတ်ကဈေးကြီးဆုံးဆေးဝါးဖြစ်ခဲ့ပါတယ်။ယုံတွက်တော့ဒါဟာသတင်းကောင်းပါပဲသူရောင်းတဲ့ဆေးက AZT ထက်ဈေးသက်သာယုံသားမကဆေးရနီတင်ကောင်းပြီးဘေးထွက်ဆိုးကျိုးလည်းပိုနေလို့ပါလူနာချင်းချင်းလက်ဆင့်ကမ်းပြောကြမှုကြောင့်ယုံရဲ့ဆေးကနမေကောင်းရလာခဲ့ပါတယ်မကြခင်မှာပဲသတင်းကြပြီးရောက်လာတဲ့လူနာတွေကသူ့ဆန်ရှိမှာတန်းစီနေကြပြီးဆေးရုံမှာကုသမှုခံယူနေတဲ့လူနာတွေတောင်ခိုးပြီးလာကြပါတယ်
မကြာခင်မှာပဲရုံရဲ့ဆေးတွေရောင်းကုန်သွားလို့မက္ကဆီကိုကိုလေရင်နဲ့သွားပြီးထက်ဝယ်ရပြန်ပါတယ်ဒါပေမဲ့ FDA ရဲ့စီကံတင်ချက်မှုကြောင့်မက္ကဆီကိုအစိုးရကလည်းဒီဆေးရောင်းချမှုကိုစတင်ပိတ်ပင်လာပါတယ်ရုံလဲဂျပန်နိုင်ငံအထိသွားဝယ်ရပြီးဂျပန်ဆရာဝန်ကိုလက်ထိုးကဆေးတွေအဆင်ပြေပြေရလာခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ကိုလေရင်နဲ့ပြန်ရောက်ပြီးလေစိတ်ကဆင်းချင်းမှာပဲနေမကောင်းဖြစ်လာပါတယ်ရေချိုးခန်းထဲကိုအမြန်သွားပြီးဆေးတစ်ကိုကို့ဘာသာထိုးလိုက်ပေမဲ့ဆေးပမာဏများသွားလို့ရေချိုးခန်းထဲမှာပဲမေ့လဲသွားခဲ့ပါတယ်ပြန်တတိယလာတဲ့အခါမှာတော့ဆေးရုံရောက်နေတာကိုတွေးလိုက်ရပါတယ်ဆရာဝန်တွေကသူ့ကို AZD ဆေးထိုးပေးနေမှန်းသိလိုက်ရတဲ့အခါရုံကဆေးရက်ကိုချက်ချင်းဆွဲဖြုတ်လိုက်ပြီးဒါဟာတမင်တက်လူတက်တာပဲလို့ဆွဆွဲပါတော့တယ်မင်းတို့ကငါ့ကိုရက်30နဲ့တင်မယ်ပြောခဲ့တယ်မလားအခုတစ်နှစ်တောင်ရှိနေပြီဘသူအသက်ရှင်နေသေးလဲကြည့်လိုက်ဦးလို့ပြောလိုက်ပါတယ်ဘေးနာကရဲသားကလည်းရဲမောလိုက်ပါတယ် FDA ညွှန်ကြားရေးမှူးကရုံရဲ့ဆေးတွေကိုတင်ဆေးပြီးဖမ်းဆီးမယ်လို့ချိန်ချောက်ပေမဲ့တေလူတယောက်အတွက်တော့ဒါတွေကချိန်ချောက်မှုမမြောက်ပါဘူးရုံကသူ့ဝက်စားတွေကိုယူပြီးလန်းလန်းဆန်းဆန်းပဲထွက်ခွာသွားခဲ့ပါတယ်အခုလေးတင်ဝယ်လာတဲ့ဆေးတွေအသိခံလိုက်ရပေမဲ့ရုံကအဆက်အသွယ်မျိုးနဲ့ဆေးရမယ့်နေရာအစ်စ်ကိုရှာတွေ့ပြန်ပါတယ်ဒေါက်တာအန်နာကရုံကိုလာကြည့်တဲ့အခါရုံက DDC ဆေးရဲ့အာနိသင်ကိုပြောပြပြီး AZD ကလူတက်နေတာလုံးဝပိတ်ပင်တင်တယ်လို့ပြောလိုက်ပါတယ်တခြားတစ်ဖက်မှာလည်းဆေးရုံအုပ်ကသူ့လူနာတွေအကုန်လုံးရုံစီရောက်ကုန်မှန်းသိသွားပြီး FDA ကို Dallas ဝယ်ယူသူများအသင်းကိုပိတ်သိမ်းခိုင်းပါတယ်ဒီလိုနဲ့ FDA ကရုံရဲ့ဆေးဝါးအလုံးကိုတင်ဆေးပြီးပြင်းပြင်းထန်ထန်အပြစ်ပေးပါတော့တယ်အဲ့ဒီအချိန်မှာ AIDS လူနာတွေကတောက်ဆရာဆေးမရှိတော့လို့ FDA ရုံးရှိမှာစုဝေးဆန္ဒပြကြပါတယ်ဒီကိစ္စကိုဒေသနေရအစိုးရကအလေးထားလာပြီးပြည်သူတွေကိုဖြေရှင်းချက်ပေးဖို့ FDA ကမူဝါဒအသစ်တစ်ခုထုတ်ပြန်လိုက်ပါတယ်အရေးပေါ်အခြေအနေမှာလူနာတွေကိုယ်သဘောနဲ့ကိုယ်ဆေးဝယ်ခွင့်ရှိရမယ်ဆရာဝန်ရဲ့ဆေးစာပါရှိရမယ်ဆိုတဲ့အချက်ပါဒါရဲ့အဓိပ္ပာယ်ကရုံအနေနဲ့ဆေးဆက်ရောင်းခြင်းရင်ဆေးရုံရဲ့သဘောတူညီချက်လိုအပ်ပြီးဆရာဝန်ထောက်ခံချက်ဆေးစာလိုအပ်တယ်ဆိုတဲ့သဘောပါပဲအခုချိန်မှာရုံရဲ့အခြေအနေကအရန်ခက်ခဲနေပါပြီအသင်းကဝင်မရှိတာလတော်ကြာနေပြီဖြစ်လို့အိမ်လက်ခတောင်မပေးနိုင်တော့ပါဘူးဒီလိုအကျက်တဲဖြစ်နေချိန်မှာရုံကူညီဦးတဲ့ချစ်သူဆောင်တွဲတွေရောက်လာပြီးသူတို့အိမ်ကိုအခမဲ့ပေးနေပါတယ်ဒါပေမဲ့ရုံကနေရာအနှံ့ဆရာဝန်တွေအများကြီးစီသွားပြီးအကူအညီတောင်းပေမဲ့ဘယ်သူမှဆေးစာရေးမပေးကြပါဘူးအသင်းကဆက်လက်ရပ်တည်နိုင်တော့မဲ့အခြေအနေမရှိတာမြင်တော့ရေယုံကကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနေ့မှာပဲရေယုံကယောက်ျားလေးဝတ်စုံဝတ်ပြီးမတွေ့တာကြပြီဖြစ်တဲ့သူ့အဖေစီပိုက်ဆံသွားတောင်းပါတယ်ရေယုံရဲ့လိန်တိန်ညွတ်မှုကြောင့်လွန်ခဲ့တဲ့နှစ်များစွာကတည်းကအဖေဖြစ်သူကအင်ကမောင်းထုတ်ခဲ့ပြီးနောက်ပိုင်းမှာသူလည်းသူ့ဖေကိုလုံးဝအဆက်အသွယ်မလုပ်ခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာအတင်းအတွက်သူ့ဖေကိုခေါင်းငုံဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့အပေါ်အရန်ကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ထားတယ်လို့ပြောပေမဲ့ဒါဖြစ်သူမှာ AIDS ရှိနေမှန်းသိတာတောင်အဖေကကူညီဖို့မရွေးချယ်ခဲ့ပါဘူးဒါပေမဲ့ညဘက်ရောက်တော့ရေယုံကဒေါ်လာ2000ကိုယုံကိုပေးခဲ့ပါတယ်ယုံကသူ့ပိုက်ဆံဘယ်ကရလဲလို့သိချင်နေပါတယ်ကျွန်တော်ရဲ့အသက်အာမခံ policy ကိုရောင်းလိုက်တာပါကျွန်တော်ကလုံးမမလို့တော့တာလို့ပြောလိုက်ပါတယ်ယုံဒီစကားကြတော့ကြောင်သွားပါတယ်သူရေယုံကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်သူအခက်ခဲဆုံးအချိန်မှာသူအထင်သေးဆုံးလူကကူညီလိုက်မယ်လို့စိတ်ကူးမြင်ခဲ့မိပါဘူးကံကြမ္မာကသူတို့နှစ်ယောက်ကိုတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ပါပြီဆရာဝန်ရဲ့ဆေးစာရဖို့ယုံကဒေါက်တာအန်နာရဲ့ရုံးခန်းကိုရောက်လာပေမဲ့အန်နာကယုံကိုလက်မခံခဲ့ပါဘူးဒါပေမဲ့ယုံကအခန်းထဲဝင်ချင်းမှာပဲသူ့ဦးထုံးရဲ့အန်နာရဲ့အမြင်အာရုံကိုကွယ်ပြီးဆေးစာရက်တွေကိုခိုးယူခဲ့မှန်းအန်နာမသိလိုက်ပါဘူးဒီလိုနဲ့ဆေးစာရွက်ကိုယူပြီးမက္ကဆီကိုဆေးဝယ်ဖို့လေရင်နဲ့သွားပြန်ပါတယ်ဒီတခါဒေါက်တာဘတ်ကဆေးပေးုံသားမကယုံကိုအစီရင်ခံစာတစ်စောင်ပါပေးလိုက်ပါတယ်ဒေါက်တာဘတ်ရဲ့ရေရှိတုဒေသနာအရ DDC ဆေးက AZD ထက်ပိုထိရောက်ယုံသားမကဘေးထွက်ဆိုးကျိုးလဲ AZD ထက်အဆများစွာနေပါကြောင်းအစီရင်ခံစာကဖော်ပြနေပါတယ်ဒီတခါယုံကအသက်ကယ်ဆေးတွေတဲလာယုံသားမကတောင်းနေချီတဲ့ AIDS လူနာတွေရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့အစီရင်ခံစာကိုပါတည်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ပြန်ရောက်ချင်းမှာပဲ FDA ကသူ့ကိုထပ်ဖမ်းလိုက်ပြန်ပါတယ်တခြားတစ်ဖက်မှာတော့ရေယုံဟာသူ့အသက်မရှိတော့မှန်းသိလိုက်တယ်လို့မျိုးသူ့အကြိုက်ဆုံးပုံစံလေးဝတ်ဆင်ပြင်ဆင်ထားပါတယ်မကြာခင်မှာပဲရေယုံယောဂပြန်ထလာပါတယ်တောက်ဆရာဆေးမရှိလို့သူ့ရေးစားကဆေးရုံပို့လိုက်ရပြီးဆရာဝန်ပေးတဲ့ဆေးက AZD ပဲဖြစ်နေပြန်ပါတယ်ယုံဆေးရုံရောက်လာတဲ့အခါရေယုံရဲ့ရေးစားကရေယုံဆုံးသွားပြီလို့ပြောပြပါတယ်ယုံတော်တကြီးနဲ့ဆေးရုံငယ်ဝင်သွားရတယ်လူသက်သမားတွေငါ့ကိုလွတ်ဆန်းလူသက်ကောင်တွေလို့အော်ဟစ်ရုံကန်နေပါတယ်ယုံကရေယုံကိုဆေးတိုက်ဖို့စောစောပြန်မရောက်လာနိုင်ခဲ့လို့ကိုပြစ်တင်နေပါတယ်စောစောရောက်ရင်ရေယုံဆေးရုံလာစရာမလိုပဲအခုလိုဖြစ်မှာမဟုတ်ပါဘူးယုံအသင်းကိုပြန်ရောက်တဲ့အခါလူနာတော်များများကသူ့ကိုမျှော်လင့်တကြီးစောင့်ဆိုင်နေကြပါတယ်ဒီတစ်ခါမှာတော့ဆေးဘိုးမတက်နိုင်ခဲ့တဲ့လူနာကအသင်းဝင်ကြီးဒေါ်လာ400ပြည့်အောင်ဆုလာနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာယုံကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့လူနာရီစီကအသင်းဝင်ကြီးဒေါ်လာ400လုံးဝမကောက်ခံတော့ပဲဆေးတွေကိုအခမဲ့ဝေပေးဖို့ဆုံးဖြတ်လိုက်တာပါဒါအတွက်သူဝယ်ထားခါစစိန်ခံကားကိုတောင်ခိုးရောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာအန်နာရောက်လာပြီးရေယုံရဲ့ကျမ်းမာရေးကတော်တော်ဆိုးနေပြီချစ်ကြောင်း AZD တပူသုံးပြီးတာနဲ့ဆုံးသွားကြောင်းယုံကိုပြောပြပါတယ်အဲ့ဒီတော့ယုံကသူတည်လာတဲ့အစီရင်ခံစာကိုထုတ်ပြပြီး AZD ရဲ့ဆိုးကျိုးတွေကိုအသေးချာရှင်းပြလိုက်ပါတယ်အန်နာကအစီရင်ခံစာကိုဖတ်ပြီးမှအမှန်တရားကိုသဘောပေါက်သွားခဲ့ပါတယ်သူဆေးရုံပြန်ရောက်တာနဲ့သူ့လူနာတွေအတွက် AZD ပမာဏကိုအနည်းဆုံးထိလျှော့ချဖို့သူနာပြုတွေကိုမှာကြားလိုက်ပါတယ်အန်နာကဒီအစီရင်ခံစာကိုဆေးရုံရဲ့အထင်ရှားဆုံးနေရာမှာလဲကတ်ထားလိုက်ပါတယ်လူနာတွေကို AZD ရဲ့အနေအကြောင်းသိစေချင်လို့ပါဒီတခါတော့သူ့လက်ပြတန်းဖို့အတွက်အလုပ်ပြုတ်မဲ့အနေအကိုရင်ဆိုင်ပြီးလူနာတွေကိုအမှန်တမ်းပြောပြဖို့ဆုံးဖြတ်လိုက်တာပါ
မကြခင်မှာပဲမျှော်လင့်ထားတဲ့အတိုင်း FDA ကယုံရဲ့အသင်းကိုထပ်ပိတ်လိုက်ပြန်ပါတယ်။ဒါပေမဲ့ယုံကစိတ်မပြတ်ပဲအမှန်တရားကိုလူသိရှင်ကြားချပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ရက်နှဲငယ်ကြတော့ AZD ဟောပြောပွဲလုပ်နေတဲ့နေရာကိုတွားပြီးလက်ကန်းစာဆောင်တွေဝေက AZD ကိုလုံးဝမသုံးဆွဲကြဖို့လူတွေကိုလိုက်ပြောပါတယ်။ငါကစေးရောင်းစားတဲ့ကောင်ဟုတ်လားမဟုတ်ဘူးမင်းတို့ကမှတကယ်စေးရောင်းစားတဲ့ကောင်တွေလူတွေတင်နေကြပြီးမင်းတို့မပါပဲကုသနေအစ်စ်တွေတွေ့သွားမှာကိုမင်းတို့ကြောက်နေကြတာမလားလို့ပြောလိုက်ပါတယ်။အမောင်းထုတ်ခံလိုက်ရပေမဲ့ယုံကအစီရင်ခံစာတချို့ကိုခြံထားခဲ့နိုင်ပါတယ်။ဒါတင်မကပဲယုံက FDA ကိုတရားစွဲဆိုလိုက်ပါသေးတယ်။မကြခင်မှာပဲယုံချင်းစတင်ပါပြီးယုံကဒီနေ့လက်နဲ့လူနာတွေကိုစိတ်ကြိုက်ဆေးဝါးရွေးချယ်ခွင့်ရဖို့တိုက်ပွဲဝင်တာပါ။တရားသူကြီးကယုံကိုကောင်းကောင်းနားလည်ပါတယ်။ကုလို့မရတဲ့ယောဂဒီတယောက်အနေနဲ့သူ့ယောဂတက်တာမဲ့ထင်တဲ့ဘဲရဖို့မဆိုသုံးဆွဲခွင့်ရှိတဲ့နဲ့ဒါပေမဲ့ဥပဒေရကြတော့ခွင့်မပြုထားဘူးလို့ဆိုပါတယ်။အမှုကတော့ထင်ထားတဲ့အတိုင်းရှုံးနေသွားခဲ့ပါတယ်။ဒါပေမဲ့အသင်းကိုပြန်ရောက်တဲ့အခါလူနာတွေစုဝေးပြီးသူ့ကိုလက်ခုပ်တီးဂုဏ်ပြုကြပါတယ်။ဒါဟာရှုံးနေပေမဲ့ဂုဏ်ယူစရာကောင်းတဲ့တိုက်ပွဲတစ်ခုပါဒီတရားခွင်ကြောင့်လူမှုနယ်ပယ်အသီးသီးကလူတွေစိတ်ဝင်စားလာကြပြီးလူထုဖိအားကြောင့်နောက်ဆုံးမှာအမေရိကန်ကိုညက AIDS လူနာတွေကိုစေဝါလွတ်လပ်စွာသုံးစွဲခွင့်ပြုလိုက်ပါတယ်။ AIDS လူနာတွေဟာနောက်ဆုံးမှာတော့စေဝါလွတ်လပ်ခွင့်ရရှိသွားခဲ့ကြပါတယ်။ဒါကတော့ဖြစ်ရမှန်ကိုအခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ကားတကားပါယုံဟာ AIDS ကူးစက်ခံရပြီး9နှစ်အကြာမှာကွယ်လွန်သွားခဲ့ပါတယ်။လူတစ်ယောက်ကဘလို့နေထိုင်မှအတိတ်ပဲရှိတယ်လို့ဆိုနိုင်မလဲ။ယုံဟာအစပိုင်းမှာတောက်စားမှုရဲ့နေထိုင်ခဲ့ရာကနေ AIDS လူနာအောင်စေဝါလွတ်လပ်ခွင့်ရဖို့ကြိုးပမ်းပေးခဲ့သူဖြစ်လာပါတယ်။သူ့မှာရက်30ပဲအချိန်ကျန်တော့တဲ့ကာလမှာအသက်ရှင်ဖို့နေလန်းပေါင်းစုံစူးစမ်းခဲ့ပြီးဒီဖြစ်စဉ်အတွင်းမှာသူ့အသက်ကအရေးကြီးပေမဲ့ AIDS လူနာထုကြီးတစ်ခုလုံးရဲ့အသက်ကပိုရေးကြီးတယ်ဆိုတာကိုတွေ့ရှိသွားခဲ့ပါတယ်။ကံကြမ္မာကိုရင်ဆိုင်ရမှာသူဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး။သူ့အသက်ကတိုတောင်းကောင်းတိုတောင်းနိုင်ပေမဲ့တိုတောင်းတဲ့အချိန်ကာလလေးအတွင်းမှာထာဝရတည်တတ်မဲ့အတိတ်ပဲမျိုးနဲ့နေထိုင်သွားခဲ့ပါတယ်။အခုချိန်ထိ AIDS ဟာအန္တရာယ်ကြီးမားတဲ့ကူးစက်ရောဂါအဖြစ်ရှိနေစေဖြစ်ပြီးအဓိကအားဖြင့်သွေးမိခင်တို့နဲ့လိင်ဆက်ဆံမှုကနေကူးစက်တတ်ပါတယ်။အားလုံးပဲကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီးအပျော်ပါးလိုက်စားမှုတွေကိုရှောင်ကျဉ်နိုင်ကြပါစေ။